လက်အုပ်ချီပြီးနောက်ကညီညီလေးဆိုပါအနန္တ၅ပါးကိုရှိခိုးပါ၏ဖျားအနန္တ၅ပါးကိုရှိခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့1339ခုနှစ်တဇောင်မုံလစုပ်6ရက်နေ့ညတောင်ငူမြို့တဂုံတိုက်ရှိမှာအစနေ့ညတရားဝဲနောက်ပိုင်းဇတ်လမ်းပေါ့နောက်ပိုင်းဇတ်လမ်းကဘုန်းကြီးတို့ကြီးညာထားတဲ့တရားနာမည်ကမထိနဲ့ထိရင်မီးပွင့်သွားမယ်ကျမ်းဂန်နဲ့မပါပါဘူးဒီနာမည်ဘုန်းကြီးဖာသာရှာရှည်မှဲ့ထားတဲ့နာမည်လို့မှတ်သွားကျမ်းဂန်နဲ့မပါရင်မပါဘူးလို့တဲ့တယ်ပြောပြီးတော့ဟောတဲ့ဘုန်းကြီးပေးတဲ့နာမည်နဲ့ကိုက်အောင်လည်းပဲဘုန်းကြီးဟောပေးသွားပါဒီမထိနဲ့ထိရင်မီးပွင့်သွားမယ်ဆိုတဲ့ဇတ်လန်းသည်ဘုန်းကြီးတို့နိလိနိကာဇတ်ဖြစ်ပါအဲ့ဒီဇတ်တော်ကိုအခုစတော့မှဖြစ်သဖြင့်ကျွတ်တို့သုံးလောကထိုထားသဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသက်တော်ထင်ရှားရှိတော်မူစဉ်အခါတုန်းကသာသနာတော်ကြီးမှာကြီးညိုလွန်းလို့မြတ်စွာဘုရားရှင်မျက်နှာတော်ကိုဖူးမြင်ရတာနဲ့မြတ်စွာဘုရားကိုရောမြတ်ကြီးဤတရားတော်ကိုနာရတာနဲ့ကြည်ညိုသရာတရားစိတ်ပေါက်ပြီးတော့တခါတည်းမိမခွင့်တောင်းမြန်လိုက်တဲ့စိတ်ဝိဆိုအခုဝိရမှာကြည်နတ်နမယေမောင်တော်ဘုရားတရားတော်ကိုလည်းနာပြီးပြီဘုရားရှင်မျက်နှာတော်ကြီးကိုလည်းဖူးပြီးပြီသာသနာဘောင်ဝင်ထမ်းယဟန်ပြုဝရစေတော့ယဟန်ပြုဝရစေတော့နဲ့ခွင့်တောင်းလိုက်တော့မယားကစဉ်းစားပါအောင်တော့မြန်လှကြည်လားဟေးငါကခက်မြန်မြန်မဲ့ခုဆိုခုဝရမှာကဲဒါဖြင့်သေတယ်လမ်းသွားတာမှမဟုတ်ပဲကျုပ်ခွင့်ပြုပါတယ်တော့ခွင့်ပြုလိုက်တော့သင်္ကန်းဝတ်ရောသင်္ကန်းဝတ်လို့ယဟန်ဘဝရောက်ပြန်တော့လေဩစဉ်းစားကြည့်လိုက်တော့ဘုန်းကြီးဘဝကြီးတဲပြင်းစရာကောင်းပါလားထွက်ချင်ပြန်ပြီထွက်ချင်တော့သာသနာတော်ကြီးညီးငွေတဲ့အကြောင်းတွေဘုရားထံဒီသတင်းပေါက်ကြားလို့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်ဒီသာသနာတော်ကြီးမပြောမွေဘူးဘုရားချစ်တာသတိထားလို့ဝိချင်ပြန်တော့လေလွန်းလို့စေခုဆိုခုမှချစ်သားဟာထွက်ချင်ပြန်တော့လေခုဆိုခုမှမြန်လှကြည့်လားဒီလိုမြန်တဲ့လူတွေဟာဘုရားလက်ထက်ကလည်းရှိတယ်အခုလက်ထက်လည်းရှိတယ်အခုလက်ထက်မရှိဘူးလားပြိဿရှိပါတယ်ဗျာအခုလက်ထက်ဆိုတာထားပါတော့ကျွတ်တို့မမှီလိုက်ဘူးနဲ့တူပါရဲ့စနေနံနှစ်ထပ်ပွေတဲ့ကိုတာတေဆိုတာလေတာတေဆိုတော့တထဒရဏစနေကိုဗျသူကစနေနံနှစ်ထပ်ပွေတဲ့ကိုတာတေတဲ့မန္တလေးကနေပြီးတော့သားတွေမယားတွေနဲ့သခိုင်းကိုဖျားဘူးသွားအဲ့ဒီတုန်းကသခိုင်းတရားကြီးမရှိသေးဘူးသခိုင်းတရားကြီးမရှိသေးတော့ဥတ္တတိသခိုင်းသွားပြီးတော့ဖျားဖူးရင်းနဲ့ချောင်းတစ်ချောင်းရောက်တော့ဆရာတော်ကြီးထံဟာသူတော်ကောင်းတွေပျော်မွေ့တဲပျော်မွေ့စရာကောင်းသူတို့မတော့စာသံပေသံတရားသံလေးနဲ့ပျော်မွေ့ပြီးတော့နေကြငါတော့သားတွေမယားတွေနဲ့တော်ပြီဒီကိစ္စရက်တာကောင်းသာသနာဘောင်ဝင်ထမ်းယဟန်ပြုပြီးတော့သူတော်ကောင်းတရားတွေကိုငါကြိုးစားအထုတ်မယ်ဆရာတော်ကြီးထံရောက်သွားရှင်ဗျာတပည့်တော်သင်္ကန်းဝတ်ပေးပါဗျာ
စဉ်းစားအောင်လေဥတ္တတိရဲ့နောက်ကသားတွေမယားတွေနဲ့မစဉ်းစားဘူးဗျတပည့်တော်ကစနေနာနှစ်ထပ်ပွေခုဆိုခုမှဗျခုဆိုခုမှဆိုတော့သင်္ကန်းဝတ်ပေးလိုက်သင်္ကန်းဝတ်ပေးလန့်လာတယ်တတ္တိယခကောင်းကောင်းတခါတလေချီပမိုးပေါ်ပရစ်တက်တာတော့ငါထခုံတာဒီလိုနဲ့တရားနာပြိဿရေစနေနာနှစ်ထပ်ပွေခုဆိုခုမှဗျသင်္ကန်းဝတ်ပေးလိုက်သင်္ကန်းဝတ်ပေးလိုက်တော့တရားနာပြိဿရေမိမများကပြန်တော့မယ်ပေါ့သားတွေသမီးတွေနဲ့ဟဲ့ပြန်ရအောင်မင်းတို့ဖေးကြီးတို့အဖေးသွားပြီးတော့ကြော့ကြဆိုပြီးတော့တရားနာပြိဿကြော့ခိုင်းတော့မရလို့သူကလည်းသွားကြော့ဥဒ္ဒတေအလေဦးစင်းကြီးဖေ။ကျမတို့တပည့်တော်တို့ပြန်တော့မယ်စကားပြောဒီလိုပဲလေးမဖြောက်တတ်ဘူးမင်းတို့မင်းကြီးလက်ထက်ကကြီးမှာပေါ့ဘုန်းကြီးလူတွေတင်နဲ့အပြူတော်တွေနဲ့ရဘုန်းကြီးလူတွေကဘုန်းကြီးသုံးအပြူတော်ကထီသုံးနန်းသုံးခမည်းတော်လို့ဆိုမောင်းတော်ဖျားဘယ်သုံးလိမ့်ထမင်းစားကြစို့ပေါ့ထမင်းစားကန်ဒီဟိုကတော့မဟုတ်ဘူးထီသုံးနန်းသုံးနဲ့မောင်းတော်ဖျားပွဲတော့တဲကြစို့ဘုန်းကြီးလူတော်ကဖုံးပေးနေလည်းဗျာသူဟာနဲ့သူတော့တဲ့လို့ပေါ့ခမည်းတော်လို့ဆိုရိုးအိတ်ကြစို့ပေါ့ဗျာဟိုကမဟုတ်ဘူးမောင်တော်ဗျာစက်တော့ခေါ်ကြစို့ဘုန်းကြီးလူတော်ကကြိမ်နေဗျာဇာတိမဖြောက်တာလေဘုန်းကြီးလူတွေများနွားမောင်းတာကစားဤနွားထိုနွားမအောင်လိုက်တာမဟုတ်ဘူးဆိုတော့ဇာတိကဖြောက်ခဲတယ်အခုပြောနေကြစကားတွေမပြောင်းဘူးရောင်လို့ပါဗျာတပည့်တော်မတို့ပြန်တော့မယ်ဗျာပြန်တော့မယ်ဗျာဆိုပြီးတော့သားတွေသမီးတွေမြစ်စိတ်ထီအောင်သူလိုက်ပို့မြစ်စိတ်ထီအောင်လိုက်ပို့ပြီးတော့တရားနာပြိဿကြီးဘိုးကငှက်ပေါ်တက်ဥတ္တတရားကြောက်တုံးကြီးပေါ်ထိုင်သင်္ကန်းကြီးကောင်းမှုချုံစိတ်ကအတော်များနာဝှစ်ရှင်တယ်ဆိုရင်ခုဒီထဲသားတွေမယားတွေကငှက်ပေါ်တဲပြီးတော့ကလေးလေးတွေကလက်ကလေးပြမယားကလက်ကလေးပြငှက်ကြီးကခတ်သွားလိုက်တာဂျူးနဲ့ဥတာတိဘိုက်ထဲကဂလိနဲ့တခါတယ်ဝင်နေလိုက်နဲ့သူလုံးလာတော်ပြီထွက်တာကောင်းခုနှစ်ငါဝတ်တခုထွက်တော့ပါလို့ကျောင်းပေါ်တက်ပြေးဘုန်းကြီးဗျာဟောဦးစင်းကြီးဘာဖြစ်လားဒီတော့ထွက်တော့မယ်ဗျာဒီကိုတော်ကြီးခွာကြနေဒါကြောင့်စောစောတည်းကစဉ်းစားအောင်ဆိုတော့စနေနာနှစ်ထပ်ပွေလေးပါလေးနဲ့ခုဝိခုထွက်လို့တော်ကြသာသနာတော်ကြီးကိုတော်ကြီးလို့ဆိုရင်ဝမ်းဘောင်းရောလိုက်ကုန်မှာပေါ့ဟုတ်ဗျာတပည့်တော်စနေနာနှစ်ထပ်ပွေခုဆိုခုမှဗျာမရှိဘူးအဝတ်စားတွေကကိုတော့သားမယားတွေကယူသွားပြီဖြစ်တယ်လို့ပဲထွက်မယ်ဗျာကြောင်ရှိတဲ့ပိတ်ဖြူလိတ်ထုတ်ပေးအဲ့ဒီပိတ်ဖြူလိတ်ကြီးတခါတည်းဖြတ်တောက်ပြီးတော့အဲ့ဒါကြီးဝစ်ပြီးတော့ကတုံးနဲ့ပေါ့လေမဖြစ်ဘူးဆိုပြီးတရားနာပြိဿသူကထောက်လျှောက်ငှက်တစ်စင်းနဲ့လိုက်တော့တရားနာပြိဿဟိုငှက်နဲ့သူ့ငှက်နဲ့တခြားစီဖြစ်သွားတော့ငါကလောက်ကြပြီထင်ပါရဲ့လေးဆိုပြီးတော့ကားနဲ့သွားလိုက်တာသူကအိမ်အရင်ရောက်အိမ်လည်းသူမှမရှိသေးဘူးရောက်သေးဘူးတော့ခတ်ထားမဖြစ်ဘူးဆိုပြီးတကားရိုက်ချိုးပြီးအိမ်ထဲဝင်နေတော့ဒီကသားတွေမယားတွေကဥတ္တတေစကိုင်းသင်္ကန်းဝင်နေရစ်ပြီပေါ့သူတို့အထင်ကအိမ်ရောက်တော့တရားနာပြိဿရေသားမယားတွေကလည်းမြင်းလဲပေါ်ကဆင်းအလားသူကပိတ်ဖြူနဲ့ကရုံးနဲ့ထွက်ပြလိုက်အထင်လွဲပြီမလေးဟောတော့အိမ်လည်းတော့ခတ်ထားခဲ့တာပါကရမူစားပါတော့အိမ်နဲ့တခိုး
တခိုးနဲ့ဟာမဟုတ်ဘူးလေငါလေးတားတယ်မဲတခိုးလူပါဝါလို့ဟဲ့ငါတားတယ်ဟဲ့မလီတော်ကျိုးတော့ချာသင်္ကန်းဝင်နေတဲ့ကြည်စမ်းတခိုးကငါပစ္စည်းလည်းယူတယ်ငါသူ့ငါလုံပြောနေတယ်ရိုက်ကြပါတခိုးမရဘူးရိတ်သားဟဲ့ငါဟာတားတယ်ဟာဘယ်လိုပြောလို့မှမရဘူးသူဂရင်အောက်ဝင်ပုံဝိုင်းရိုက်တာတခါတည်းခေါင်းကွန်းစားသွေးတွေများထွဲလို့နောက်ကြတော့တခိုးဆွဲထုတ်ကြဆွဲထုတ်တော့မိမလှုပ်တဲ့လူကသေချာကြည့်ဟုတ်တော့မလီဦးတာတီတာသင်္ကန်းဝတ်တယ်တပန်းစီရောက်ရမင်းငါပြောတာနဲ့ငါတာတီပါလို့ဆိုရင်တော့သင်္ကန်းဝတ်နေဘယ်နဲ့ကြောင့်ဒီရောက်တာတော့ငါစနေနာနဲ့ထပ်ပွင့်မင်းတီသားနဲ့ငါထွက်ချင်လဲခုဝတ်ချင်လဲခုဥစ္စာကြီးဒုက္ခပါပဲတော့ဆိုပြီးမိမလည်းငုံရီနဲ့သွေးတွေတန်နေသုတ်ပြီးဆေးရုံပို့လိုက်ရတယ်ပြိဿရဲ့နော်ဒါကြောင့်ဖယားလက်ထက်ကလည်းပဲဝစ်ချင်ရင်ခုထွက်ချင်ရင်ခုကျွတ်တို့လက်ထက်လက်ကြားဘူးတာဒီအများကြီးရှိပါကဲကြည့်လေခုတရားနာပြိဿထွက်ချင်ပြီးအဲ့ဒီကိုတော့မြတ်စွာဘုရားတပည့်တော်သာသနာတော်ကြီးမပြောလို့ညီငွေလို့လူထွက်ပါတော့မယ်ဗျာဟဲ့ချစ်သားသင်ဘသူကြောင့်ညီငွေတာတော့တပည့်တော်ညီငွေတာတခြားမဟုတ်လူဘဝတုန်းကအတူနေခဲ့ဘူးတဲ့မယားဟောင်းကဖျားယောင်းလို့ပါမြတ်စွာဘုရားဒီတော့မှဘုရားကိုယ်တော်မြတ်ကချစ်သားသတိထားလို့သင်ဒီမိမကြောင့်ဒုက္ခရောက်ခဲ့ဘူးတာအခုမှမဟုတ်ချစ်သားဟိုနောက်ဘဝတုန်းကလည်းဒီလိုဒုက္ခရောက်ခဲ့ဘူးသကွဲ့လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကအတိတ်ဇတ်ကြောင်းကိုဆောင်းတော်မူပါတယ်ဗျာအတိတ်ဇတ်ကြောင်းဆောင်းတော်မူတာကအတ္တိတေပါရဏတိယအစချီသဖြင့်ဟောလွန်လေပြီးတော့ခါဘာယာနတိတိုင်းပြည်မှာဗျမရမင်းကြီးအုပ်ချုပ်စဉ်အခါအဲ့ဒီဘာရဏတိပြည်မှာဂရေ40ကျွဲဝသောပုံနာတထေအိယတီထောင်လူဤပေါင်းမှာမနေပဲနဲ့တော်ပြီယသေယဟန်ပြုတ်ပြီးတော့ဗြဟ္မဝိဟာရတရားတွေနဲ့ငါကျင့်ကြံကြိုးကိုအထုံးမှာတော်တော့မှာပဲတော်တယ်သွားပြီးတော့အထုပ်အဲ့ဒီလိုတရားအထုတ်ပြီးတော့နေရင်ကရသေကြီးသည်ကျင်ငယ်အိမ်မှာစွန့်ထားသောကျင်ငယ်ရီကိုသမင်မတကောင်ကတောက်အဲ့ဒီသမင်မတကောင်ကကျင်ငယ်ရီကိုတောက်ရင်းကတန်ဒီခလာတကူဗျဆန်းတော့ဆန်းကြတယ်နော်နည်းနည်းနားထောင်ပေါ့ဆန်းကြတဲ့စကားတွေခုခေတ်ကလက်တွေ့မဟုတ်လို့လဲယုံရင်မှယုံမှာဖယားဟောတဲ့တရားတွေကိုအခုလူတွေရဲ့ကာမေတုမိစ္ဆာစာရကာမတရားတွေလွှမ်းမိုးလာလို့ပြောင်းလဲတာတွေတွေ့ရတော့ကျွတ်တူလဲတရားဟောရတာနည်းနည်းအားရှိလာပါပြီဖယားလက်ထက်တုန်းကရှင်ကစ္စည်းမထေကိုမြင်တဲ့တထေသားလေရုပ်လှတဲ့နေရာမှာငါဖယားအောင်ရှင်ကစ္စည်းမထေအလှဆုံးပဲကွဲ့လို့ဖယားအေးတဲ့ဘေးရုပ်လှတဲ့နေရာဖယားအောင်မှာရှင်ကစ္စည်းအလှဆုံးအဲ့ဒီလှလုံးနဲ့ရှင်ကစ္စည်းမထေကိုသောရိယတထေသားသည်ရေကန်နဲ့ရေချိုးရင်မှနေ၍ဟာတဲလှပါလားဟမလေးလှလိုက်တာကရုံကြီးနဲ့ဘုန်းကြီးမှုသားပေါ့ဒီလိုဘုန်းကြီးမဟုတ်ဘဲနဲ့သူ့မျက်နှာလေးနဲ့မိမသားလေးများဖြစ်ပြီးတော့ငါနဲ့ဘက်နဲ့ညနဲ့ဆိုတတိတရန်းကြီးတွေးတာဟောရေချိုးရင်အဲ့ဒီတထေသာဖုံးကညာတစ်ပါးကျွတ်တို့အဝါဖြစ်သွားဒါကြမ်းကန်နဲ့နော်ယောက်ျားစင်စစ်ကရေကန်နဲ့ရေချိုးရင်မိမဖြစ်သွားတာဒီတရားကိုတရားနာပရိသတ်ကြီးတကယ်တမ်းဟောရင်လက်တွေ့မဟုတ်လို့မယုံဘူးလို့ယခုခေတ်လူတွေဆိုခြင်းဆိုလိမ့်မယ်မဆိုနဲ့တော့ကျွတ်တို့တရားဟောအားရှိအောင်သတင်းစာတွေပါပြီးပြီ
အင်္ဂါတစ်ခုကတစ်ခုပြောင်းသွားတာရန်ကုန်မှာပရိသတ်ကြီးတချို့ဖတ်လိုက်ဘူးရဲ့လားဖတ်ဘူးပါတယ်မေးတာကြီးတယောက်နဲ့တယောက်ကျုပ်တော့တိတိကျကျဘယ်ရက်ကဘယ်နှစ်ကဘယ်လကသတင်းစာလို့မမှတ်မိလို့သာနှုတ်မတဲ့တဲ့ပြောပါယောက်ျားဘဝကမိန်းမဘဝကယောက်ျားကိုပြောင်းသွားတယ်ဆိုတာလက်တွေ့မဟုတ်လို့ဖျားဟောကြမ်းကန်လောက်တင်ဟောလို့မယုံဘူးဆိုပေမဲ့လို့ကျွတ်တို့ခေတ်မှာသတင်းစာနဲ့ပါလာပြီပြောင်းတယ်တပါရီတို့ကာမေတုမိစ္ဆာစာရကံနေပေါ့မှန်လားပြိဿကြီးမှန်ပါဗျာဒါကြောင့်အဲ့ဒါလို့ဆန်းကျဲတဲ့ဒေသနာနီးနေရတွေကိုကျွတ်တို့သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားဟောထားတော်လေလက်တွေ့မဟုတ်လို့မယုံဘူးဆိုပေမဲ့လို့လက်တွေ့တွေပေါ်လာသဖြင့်ဗုဒ္ဓဟောတဲ့တရားကိုယုံကြည်သူတွေလည်းအတော်များလာပါများဆိုတပြေလုံးဆိုကြပါစို့ဗျာဗမာလူမျိုးတွေမှမဟုတ်ဘဲနဲ့တရုတ်ဒေရှမ်းတွေကရင်တွေကချင်းတွေအစရှိသဖြင့်ဗုဒ္ဓဘာသာဗုဒ္ဓရဲ့ဟောတဲ့တရားကိုယုံကြည်သူတွေအတော်များလာပါဒါကြောင့်ပြန်ဆက်မယ်နော်ရသေးကြီးကျင်ငယ်အိမ်ကျင်ငယ်ရေစွန့်ထားတာကိုတောက်တဲ့သမင်မမှာတန်ဒီခတယ်ရသေးကြီးနဲ့တန်ဒီခတစပေါ့ကျွတ်တို့လူတော့9လလွယ်10လဖွာတဲ့သမင်မတော့ဘယ်လောက်ရမပါလို့ကျုံလည်းမပြောဘူးအချိန်စေ့တော့ဖွာဟောယောက်ျားလေးဗျသမင်မကလူလေးမွေးဖွာလူကလေးမွေးဖွားတယ်အဲ့ဒီကလေးတဲ့နဲ့ငိုတော့ရသေးကြီးသွားကြည့်ဟာကလေးလေးပါလားကြည်စမ်းတန်ရောစဉ်ပြတ်ချင်လို့တန်ရောစဉ်မကတ်ချင်လို့တန်ရောစဉ်မရှိချင်လို့မှတော်တဲ့ထွက်ပြီးတော့တယောက်ထိအထုတ်လာခဲ့တာတန်ရောစဉ်ဂျိုးကြီးတစ်ခုပေါ်လာပါပေါ့လားကလေးလေးကောက်ပွေးငါနဲ့ထိုင်လို့ရတယ်ငါသားဖြစ်ပါကလက်ညှိုးမှနှုတ်ရည်ထွက်ပါစေသားလို့အဓိဋ္ဌံလိုက်တော့လက်ညှိုးကနှုတ်ရည်ထောင်ပန်းအဲ့ဒီကလေးလေးရသေးကြီးမွေးဖွားပြီးတော့လာခဲ့အဲ့လေရသေးကြီးကမွေးစားပြီးတော့လာခဲ့ဒီလိုမွေးပြီးလာလိုက်တာတဖြည်းဖြည်းတစနဲ့ရသေးကလေးကြီးပြင်းလာတော့သူ့နာမည်လေးမှဲ့လိုက်တာကဣသိသိင်္ဂပြိဿသူ့နာမည်လေးကဘာလဲတော့ဣသိသိင်္ဂရသေးကြီးနဲ့သမင်မကရတဲ့သားလေးပေါ့အဲ့ဒါလို့နာမည်လေးပေးပြီးတော့လာလိုက်တာတဖြည်းဖြည်းတစအရွယ်ကလေးရလာတဲ့အချိန်ခါမှာမေတ္တာကရုဏာမုဒိတာဥပေက္ခပြမစိုးရတရားဗျမဝိဟာရတရားလို့လည်းခေါ်ပါတယ်ဗျမပြေရောက်ကြောင်းတရားလို့လည်းခေါ်ပါတယ်မေတ္တာလို့ဆိုတဲ့ချစ်ခင်ရမယ်ပွားများမှုတွေကရုဏာတဏှာရမုဒိတာဝမ်းမြောက်ရမယ်ဥပေက္ခလစ်လျူရှုရမယ်တာမန်ပုဂ္ဂိုလ်များဒီဗြဟ္မဝိဟာရတရား၄ပါးကိုအာမထုတ်နိုင်ပါမေတ္တာလို့ဆိုတဲ့ချစ်ချင်းတရားအခုခေတ်အတော်ခေါင်းပါသွားပါဘလောက်ထိအောင်ခေါင်းပါတယ်လဲဟောရှေးတုန်းကများကျွတ်တို့ကြားခဲ့ရတွေ့ခဲ့ရသိခဲ့ရလူကြီးတွေပြောလို့လည်းပဲကြားခဲ့ဘူးပါတဦးနဲ့တဦးတယောက်နဲ့တယောက်ကြောင်းနေဘက်တငယ်ချင်းများသည်ကင်းကွာသွားရမှပြန်တွေ့လိုက်တဲ့အချိန်ခါများမျက်ရည်တောင်ကြမေတ္တာတရားသိကြီးမားညီကိုအရင်မဟုတ်ဘူးမောင်နှမအရင်မဟုတ်ဘူးလင်းနဲ့မယားမဟုတ်ဘူးတငယ်ချင်းဟာမမျော်လင့်မဲလာတွေ့ရငငယ်တုန်းကလေမင်းနဲ့ငါနဲ့ကြောင်းမနေခဲ့အလွန်ချစ်ကြခင်းကြကျင်းသားကြသို့တော်လည်းကိုအကြောင်းနဲ့ကိုကင်းကွာပြီးတော့သွားကြအခုပြန်တွေ့တငယ်ချင်းဟာဝမ်းမြောက်လိုက်တာမင်းစီဝါရေးချီနေပဲလို့တော့ဟာပါစီဝါရေးချီနေရတော့မကောင်းဘူးအေးမကောင်းရင်ငါရှိပြောင်းခဲ့တငယ်ချင်းငါအလုပ်ပေးမယ်ဒါငါနဲ့ဒိုတူပေါင်းမဲ့လှုပ်စားမယ်ရှေ့တုန်းကရှေ့တရားမေတ္တာတရားမှာ
ဆွေရင်မျိုးချမဟုတ်ပေပဲလို့ကြောင်းနေပဲတငယ်ချင်းများတော်မှကွဲနေရကပြန်တွေ့ရင်မျက်ရည်ကျလောင်အောင်ချစ်ကြသည်အခုဒီမေတ္တာမျိုးရှိရလားပြိဿရှိပါဘူးကြောင်းနေပဲဘိုးကြောင်းရဒီကောင်ကြောင်းနေတော့ငါဘသူဘယ်လိုပြောထားတာဟောဒါတွေကစမေတ္တာတရားကပြန်ပြီးချစ်ဖို့ခင်မှုတရားတွေအတော်ခေါင်းမသွားမေတ္တာတရားကိုရှင်းတော့ကလက်ကင်ထားကြတယ်လို့တရားနာပြိဿကြီးလည်းမေတ္တာတရားကိုလက်ကင်ထားဖို့အချိန်တန်ပြီးမတန်ဘူးလားပြိဿကြီးကရုဏာတရားကိုပြန်ကြည့်လိုက်ဦးကရုဏာဆိုတာဘာလဲကိုယ့်အောက်ဆင်းရဲတဲ့လူများကိုတနာရကျင်နာရတနာတဲ့စိတ်မွေးရလားလို့ဆိုတော့ခုခေတ်တနာတဲ့စိတ်လည်းမမွေးတော့ဆင်းရဲတဲ့လူငတ်နေတဲ့လူမွဲနေတဲ့လူမြင်မြန်တော့အိုးမွဲတာလည်းမပြောနဲ့မင်းအဲ့ဒီကောင်စိတ်ဓာတ်ကဘယ်လိုကွာမွဲတော့မကဘူးကွာဒီကောင်ကြည့်နေနောက်သေချာမှတ်မယ်ငတ်မယ်ဒီကောင်မတနာဘူးဆင်းရဲတာမကဲတင်ခြင်းဘူးဘာကြောင့်မွဲတာညကြောင့်မွဲတာနဲ့အပြစ်တွေသာရှာပြီးတော့ကရုဏာဆိုတဲ့တနာတဲ့စိတ်ကျင်းသွားပြီတခါမုရိဒပြန်ကြည့်လိုက်ဦးမုရိဒဆိုတာကိုယ့်ရဲ့ချမ်းသာတဲ့လူကိုဝမ်းမြောက်ရဒီဝမ်းမြောက်တဲ့စိတ်တွေလည်းခုခေတ်မထားနိုင်ဟိုကောင်သူနဲ့ငါနဲ့စီးပွားအတူလှုပ်လာတာကွာအခုတော့ကြည်စားသူကချမ်းသာသွားလိုက်တာငါတောင်ဖက်မလုပ်တော့ဘူးမာနာကြီးအောင်ပေါ်ကွာတနေ့မင်းတို့မိုးမီတောက်မယ်မိုးမီတောက်မယ်မင်းချမ်းသာလာတာဘယ်လိုနည်းတွေကြောင့်ချမ်းသာလာတာပါကွာဘယ်ပုံစံနဲ့စီးပွားရှာလို့ချမ်းသာလာတာပါကွာအေးမင်းနဲ့ငါနဲ့တနေ့တွေ့မယ်မင်းဆင်းရဲအောင်ငတ်အောင်မွဲအောင်ဟောသူများချမ်းသာတာလဲဝမ်းမမြောက်နိုင်ဘူးမုရိဒဆိုတဲ့တရားလဲခုလက်ကင်မရှိတော့မှန်လားပြိဿကြီးမှန်ပါတယ်ဗျာမေတ္တာကရုဏာမုရိဒဥပေက္ခဆိုတာကိုကသူ့ကိုပစ္စည်းပေးရတဲ့ကိစ္စမဟုတ်ဒီသုံးပါးလုံးမှာလက်ကင်မထားနိုင်ရင်လစ်လျူရှုတယ်ဆိုတဲ့ဥပေက္ခတရားဆိုတာဝေးရောပေါ့မှန်လားပြိဿကြီးတော်မှလစ်လျူမရှုနိုင်ဘူးပြိဿရှေးတုန်းကအများတရားနာပြိဿကြီးဒီမေတ္တာကရုဏာမုရိဒဥပေက္ခဆိုတဲ့တရားတွေလက်ကင်ထားသဖြင့်မိုးရွာချိန်မှာမိုးမော့မကြည့်ရဘူးမိုးမမျှော်ရဘူးရွာချိန်တန်းတော့ရွာတယ်သီးချိန်တန်းတော့သီးတယ်ပွင့်ချိန်တန်းတော့ပွင့်တယ်စီဝါရေးရှာလိုက်ဖွေလိုက်အလွယ်တကူလွယ်လင့်တကူရတယ်အခုမမှန်တော့ဘူးမိုးမမှန်ဘူးအသီးပင်လေးတွေမိုးလို့မျောတယ်မရွာဘူးဘယ်ချိန်ရွာတော့တလင်းနဲ့ရောက်ရင်အပင်ပေါက်အောင်ရွာတယ်သိလို့မနိုင်ဆဲလို့မနိုင်မမှန်ဘူးလေတရားနာပြိဿမောကသတိပေးမြေကသတိပေးရေကသတိပေးလေကသတိပေးသတိအမျိုးမျိုးပေးလို့မှသတိမရကြရင်တော့ကိုယ်နောက်ပါတဲ့အလုပ်တွေမလုပ်နိုင်ရင်တော့တန်ဖိုးရှိတဲ့လူဘဝကြီးဆုံးရှုံးလိမ့်မယ်ပြိဿမသေးခင်ပြုတ်သွားကြမသေးခင်ပြုတ်သွားကြပြောမှုပါမှုဝတ်မှုစားမှုဒါလေးတွေလျှော့ကြတကယ်မေတ္တာစိတ်နဲ့ဘုန်းကြီးတို့တိုက်တွန်းခဲ့တာပါမှန်ရလားပြိဿကြီးမှန်ပါရဲ့ဗျာကြည်လေဟိုမှာတရားနာပြိဿဒီလိုဗျမဝိဟာရတရားတွေကိုကျင့်ရင်းနဲ့ဒါရဲ့လူကလေးမေတ္တာကရုဏာမုဒိတဥပေက္ခဆိုတဲ့ဗျမဝိဟာရတရားတွေကိုပွားများလေလို့သားလေးကိုသူလက်ကျက်ထားတဲ့အကျင့်ကောင်းတွေသင်ပေးလိုက်တာဟောဇံအဘိညာဉ်တွေတောင်ရလာလောကီဇံပေါ့ဗျာဇံအဘိညာဉ်တွေရလာတော့ယသိကလေးကပြင်းပြင်းထန်ထန်ကြိုးစားပြင်းပြင်းထန်ထန်ကြိုးစားပြီးတော့ဇံနဲ့ပျော်မွေ့ခိုးပြန်ဒီလွှားပေါ့လေအိန္ဒိယကလည်းရှိတယ်အကျင့်ကလည်းကြီးမားအဲ့ဒီလိုအကျင့်တရားကြီးမားလာတော့တရားမင်းကြောက်ဖြာကတင်းလိုက်ရော့လိုက်ဖြစ်လာတရားမင်းလူပြီးလှမ်းကြည့်အလိုကြည်စမ်းမငါရဗန္ဓုကိုလာကြောက်ဖြာသည်ခါတိုင်းလိုမဟုတ်ပူပြင်းသောအချင်းရာကိုပြလူလောကကြီးဘယ်လိုအကြောင်းတူများရှိပါလိမ့်မတုံးလို့ကြည့်လိုက်တော့ဣတိသိင်္ဂယသိလေးရဲ့အကျင့်ကောင်းပုံတွေသူမြင်ရောမဖြစ်ဘူး
ဒီရတဲ့အကျင့်သိက္ခာပြည့်အောင်ငါကြံမငါကြားကိုယ်တိုင်သွားဖြက်လို့လည်းမတော်ဘူးဘယ်နဲ့ဗျာဒီလောက်ဒီရတဲ့အကျင့်ကောင်းနေရင်သူလူဘဝကသေပြီးတော့ကြားလာဖြစ်ခြင်းဖြစ်နေတရားလာဖြစ်နေရင်ငါသည်တရားဘဝမှာရွေလျောပြီးတော့သူကဒီနေရာအသိယူလိုက်မယ်မဖြစ်ဘူးဆိုပြီးတော့တရားမင်းလူပြေဆင်းလူပြေဆင်းတာသူကိုယ်တိုင်ဖြည့်ဆည်းမခိုင်းဘာရနသီကိုအုတ်ချုပ်တဲ့ဗြဟ္မရာမင်းကြီးရဲ့တိုက်ခန်းထဲမှာညသန်းကောင်ရအချိန်ကိုဆင်းလာပိဋကတရားဆိုတာကျွတ်တို့ဘယ်ချိန်ဆင်းတတ်တို့လေးပြောရတတ်လားမဟုတ်လေမြို့တွေကလူတွေလန့်ကုန်ပါဆိုလို့တိတ်အောမနေနဲ့ပိဋကကြီးတရားဆိုတာဘယ်ချိန်မှဆင်းတတ်နလန်တော့ထားလာပါဒါကြောင့်မင်္ဂလာတရားတွေမှာကြည်လေအညတရဒေဝတာတဲ့အမျိုးအမည်အဖြစ်မထင်ရှားတဲ့နတ်သားတဲ့အမျိုးအမည်မထင်ရှားတဲ့နတ်သားပဲမဲ့လို့ရတ္တိယာတဲ့ဗျသန်းကောင်ရံအချိန်မှာဆင်းခြင်းကြောင့်အဲ့ဒီနတ်သားကိုဘယ်သူတုံးလို့မေးရင်တရားလို့ဒီလိုဖြေရတယ်ပြိဿရဲ့တရားလို့ဖြေရတယ်ဒါကြောင့်တရားသည်သန်းကောင်ရံအချိန်မှာဆင်းတတ်နတ်မင်းကြီး၄ပါးသည်ညင်ဥရအချိန်မှာဆင်းတတ်ဗြဟ္မာများသည်မိုးတော့ရအချိန်မှာဆင်းတတ်တယ်ရှင်သာရိပုတ္တရာဇတ်လန်းဟောတုန်းကကြုတ်ပြောခဲ့ဘူးပါမှတ်ထားကြပေါ့ညင်ဥရအချိန်မှာဘယ်သူဆင်းတတ်တော့ဟေးလက်ဖက်ရချိုမသောက်ရတာကြာပြီထင်တယ်တရားအတန်းကောင်ပဲလေညင်ဥရဆိုတရားနဲ့ရောတုတ်လိုက်တယ်လို့ငါနဲ့နဲ့ပြောအောင်မမှတ်ထားအောင်ဟဲ့ညင်ဥရအချိန်မှာနတ်မင်းကြီး၄ယောက်ဆင်းတတ်တယ်တန်းကောင်ရအချိန်မှာတရားဆင်းတတ်တယ်မိုးတော့ရအချိန်မှာဗြဟ္မာမင်းကြီးတွေဆင်းတတ်တယ်ပြန်မေးဟဲ့မျက်စိလဲသွားလို့ပါမှားပါစီမရောရဘူးဖြေးဖြေးညင်ဥရမှာဘသူစာဘသူဆင်းတတ်တော့ဘသူဟုတ်ပြီတန်းကောင်ရအချိန်မှာဘသူဆင်းတော့မိုးတော့ရအချိန်မှာဘသူဆင်းတော့နတ်တရားပြမှာဆင်းတဲ့အချိန်လဲမှတ်ထားအိမ်မက်မက်တောင်မှန်းရတာပေါ့ညင်ဥရအချိန်များမဲ့လို့ရှိရင်အမေနတ်မင်းကြီး၄ပါးကများအိမ်မက်ပေးသလားဟဲ့မှန်းရတာပေါ့တန်းကောင်ရအချိန်အိမ်မက်မက်တော့ဟဲ့တရားမင်းပေးတဲ့အိမ်မက်ဟဲ့မှန်းရတာပေါ့မိုးတော့ရအိမ်မက်မက်တော့ဗြဟ္မာမင်းကြီးတွေကများအိမ်မက်ပေးသလားမှန်းရတာပေါ့ပြောတာပြောရတာပါလေခုခေတ်တော့နတ်တရားပြမှာပေးတဲ့အိမ်မက်မက်လောက်ပါမက်ကလေးကအစွဲလန်းဥပါဒံကြီးနဲ့ဒီထဲတချို့ကလေးမလေးတွေအရှက်မရှိမနဲ့ကြရှောက်ပြောတယ်ညငါအိမ်မက်ထဲအဟုတ်မလို့ထဆန်းနေတာတော့ဆိုဟိုဂျန်ဒီကန်စီပြောပါတယ်တောင်ငူမျိုးပြောတာမဟုတ်ပါဘူးမှတ်တော့ခုခေတ်ကတော့နတ်တရားပြမှာပေးတဲ့အိမ်မက်မက်ဖို့မလွယ်ပါဘူးကဲရှိသေးတော့ရှေ့ဆက်ရအောင်ဒါကြောင့်တရားနာပရိသတ်ကြီးဗြဟ္မရာမင်းကြီးရဲ့တိုက်ခန်းမှာတရားမင်းတန်းကောင်ရအချိန်ဆင်းလာပြီအလိုအယောင်ဝါနဲ့သင်ဘသူတော့ကျွန်ုပ်တရားပဲတရားမင်းဘာကိစ္စဆင်းလာအချိန်မတော်ကြီးတရားမင်းဘာကိစ္စကျွန်ုပ်ရဲ့တိုက်ခန်းတွင်ဆင်းလာတာတော့အကြောင်းရှိလို့ငါတရားဆင်းတရားမင်းဘယ်နဲ့ကြောင့်ဆင်းရတာတော့အခုသင်တို့ရဲ့လူပြေမှာမိုးလဲခေါင်တယ်ရေလဲရှားတယ်အသိနှံလည်းမထွက်တော့ဘူးဒီကိစ္စတွေသင်သိရလားတရားမင်းနဲ့သိယုံမကဟိုတလောကဟစ်တိုင်ကနေပြီးတော့ဟစ်ကြတယ်တိုင်ပြေမှာမိုးခေါင်လို့သိနှံစပါးတွေအထွတ်နေပြီးစားရည်တောက်ရည်အမတန်ကြက်တဲသွားပါသဖြင့်ဘယေမင်းကြီးသတင်းသီလဆောက်တည်ပါမိုးရွာအောင်ကျင့်ကြံကြိုးကိုအားထုတ်ပါလို့တိုင်းသူပြည်သားစူးစူးပူပူနဲ့ဝိုင်းပြီးပြောကြလို့ကျွန်ုပ်ဒီသတင်းသီလဆောက်တည်ဥပုသ်ဆောင်ဝင်တော်လဲဒီမိုးကမရွာလာဘူးအေးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ငါတရားဆင်းလာတယ်မိုးမရွာတာတခြားကြောင့်မဟုတ်တော်ထဲမှာရှိနေသောရပေကြီးမှပေါက်ဖွားတဲ့
တိသိင်္ဂဆိုတဲ့ယသိလေးရှိတယ်အဲ့ဒီယသိလေးသည်အကျင့်သိက္ခာနဲ့ပြည့်စုံပြင်းပြင်းထန်ထန်ကျင့်ကြံကြိုးကုပ်အားထုတ်ရရသောဇံတရားနဲ့ပျော်မွေ့သူမျက်မှောင်ကုပ်ပြီးတော့ကြည့်လိုက်သောအခါဒီမိုးဟာမရွာဘူးဒါကြောင့်အဲ့ဒီယသိလေးအကျင့်သိက္ခာပြည့်အောင်ဖြစ်စည်းပါမှသင်တို့ရဲ့လူပြည်မိုးရွာလိမ့်မယ်ပြမရမင်းကြီးလို့ပြောလိုက်နေပါအောင်တရားမင်းရဲ့ဒီယသိလေးအကျင့်သိက္ခာပြည့်စည်အောင်ဘယ်သူနဲ့ဖြစ်စည်းရမလို့သင်ပြမရမင်းကြီးဤသမီးဖြစ်သောနိလိနိကဆိုတာရှိတယ်သင်သမီးနဲ့ဖြားရောက်ပြီးတော့ယသိလေးအကျင့်ပြည့်အောင်ဖြစ်ခိုင်းကဲကောင်းပါပြီတရားမင်းတန်ခါအဖယားမဆန္ဒဆိုသလိုတရိုင်းလုံးတပြည်လုံးဒုက္ခဖြစ်နေတာဖြင့်ကျွန်ုပ်ပြမရမင်းကြီးရဲ့သမီးနဲ့သီလပြည့်အောင်ဖြည့်ဆည်းခိုင်းပါတော့မယ်တရားမင်းလို့တာဝန်ကတိခံလိုက်ပေးသာတိုင်းသူပြည်သားအတွက်နော်သမီးလေးနဲ့တရိုင်းလုံးတပြည်လုံးဒုက္ခဖြစ်နေတာဖြင့်ကျွန်ုပ်ပြမရမင်းကြီးရဲ့သမီးနဲ့သီလပြည့်အောင်ဖြည့်ဆည်းခိုင်းပါတော့မယ်တရားမင်းလို့တာဝန်ကတိခံလိုက်ပေးသာတိုင်းသူပြည်သားအတွက်နော်သမီးလေးနဲ့ပြမရမင်းကြီးကတရားပြန်သွားပြီတရားပြန်သွားတော့မူကြီးမယာသေနာပတိတွေခေါ်လို့ဘိုးဘုံစုံရတဲ့အခါမှာဟဲ့မင်းကြီးများဖယားငါဣတိုင်းနိုင်ငံမှာမိုးခေါင်ရေရှားသိနှံစပါးအထွတ်နဲပြီးတော့စီးပွားရေးကြက်တဲလို့တိုင်းသူပြည်သားများငတ်မွတ်ခေါင်းပါကုန်ဒီကိစ္စတောထဲမှာရှိနေသောဣတိသိင်္ဂယသိအကျင့်ကောင်းလို့ယခုလိုမိုးခေါင်ခြင်းဖြစ်တဲ့ဒါကြောင့်ငါဤသမီးတော်ကရှိတော်သွေးစေမင်းကြီးများလို့သမီးတော်ရှိတော်အကွင်းခိုင်းလို့သမီးတော်လည်းရောက်ရောသမီးတော်ကိုအကျိုးကြောင့်ပြောပြနေရောနိလိနိကသမီးခမဲတော်ဖျားရှိတော်ရောက်ကြောင်းပါဖျားဒီလိုဒီအကြောင်းမဲ့သမီးတိုင်းပြည်ကြီးမိုးခေါင်ရရှားသိနှံစပါးအထွက်နဲလို့စီးပွားရေးကြက်တဲတဲ့ကိစ္စတော်ထဲမှာအင်မတန်အကျင့်ကောင်းတဲ့ယသိတစ်ပါးရှိတယ်အဲ့ဒီယသိရဲ့အကျင့်သီလသိက္ခာကိုသမီးဖြစ်စည်းလို့အောင်မြင်ပါမှမိုးကြီးရွာမှာတဲ့သမီးရဲ့မှန်လားပါဗျာဒီတိုင်းသာဆိုရင်ခမဲတော်လည်းစိတ်မဆင်းရဲရအောင်တိုင်းသူပြည်သားလည်းဒုက္ခမများရအောင်သမီးတော်သွားပါမယ်ဗျာသို့တော်လည်းယသိရှိတယ်အရာမသိမူကြီးမယသေနာပတိနဲ့နောက်ပါစစ်တပ်များပါခေါ်၍ရိတ်ခါအပြည့်အစုံနဲ့သမီးနောက်ကထဲလိုက်မယ်ဆိုရင်ဖြင့်ဒီယသိလေးအပြည့်စည်းအောင်ဖြစ်စည်းနိုင်ကြောင်းပါဗျာအဲ့ဒီတဲ့ရှင်မယင်ကအလုံးအစီအစဉ်လုပ်ပေးသွားပြီတရားနာပိဋကမူကြီးမယသေနာပတိတွေလည်းပါတယ်နောက်ကစစ်တပ်လည်းပါတယ်စန္ဒရိတ်ခါပြည့်စုံပါတယ်ပါတော့တော်ကြီးတဲ့ကထွက်ကြထွက်တော့ရပေကြီးရဲ့သင်္ကန်းကြောင်းနဲ့အတော်လေးဝေးကွာတဲ့အရက်ကနေပြီးအကဲခတ်ကြတယ်နိလိနိကာသရိုသမီးဘရင်သမီးသည်ဘာကိုကင်ဆောင်သွားသလဲလို့ဆိုတော့ကျွတ်တူဂျင်းကလေးရိတ်တာကြီးဂျင်းဆိုတာသိလားသိတယ်နော်ဟိုနေုံကျုပ်ပြောအောင်မဲ့ဂျင်းဆိုတာအယိုးလေးကဒီလိုကင်လှဲ့ပြီးခွက်ကလေးနဲ့အုပ်ရက်တို့ဖားတို့ဆိုတဲ့ဂျင်းမဟုတ်ဘူးနော်မပြောရသေးတာလေဟိုကျွတ်တို့ငယ်ငယ်ကကင်တဲ့ဂျင်းဆိုတာထိတ်မှတန်ချောင်းကလေးနဲ့ဟောတယ်လို့ကျိုးလေးနဲ့ရစ်ပြီးတော့ပေါက်ရင်လဲလဲတယ်ဒီလိုပြည့်ရင်လဲလဲတယ်အဲ့ဒီဂျင်းမျိုးပြောရသေးတာလေဟိုဂျင်းမှတ်နေမှာစိုးလို့အဲ့ဒီကျိုးနဲ့ကစားတဲ့ဂျင်းကလေးကိုယူသွားသူခန္ဓာကိုယ်မှလည်းပရိနှရောင်းနေဝတ်စားတန်းစားရဆင်းလို့လှလှပပပြုတ်ပြင်းပြီးတော့ကြောင်းသင်္ကန်းဝင်ရန်ကိုသူစဉ်းစားတယ်။အော်ယသိကြီးရှိပါလား။ဖြစ်စည်းရမှာယသိလေးလို့ပြောတယ်။ယသိကြီးကတော့ဖြစ်စည်းရမယ်ဆိုတော့မှသူ့ကြည့်ရတာပရေတွန်းလို့အသက်ကလည်းကြီးလှပြီ။
သူ့ဖြစ်စည်းခိုင်းတာမဟုတ်တော့ဘူးရသေးပြိုလေးလည်းရှိရဲ့တို့ပါတော့လေဒီကိစ္စရသေးကလေးဖြစ်စည်းရခြင်းမှာဒီရသေးကြီးရှိနေပါကဘယ်လိုနည်းနဲ့မှဖြစ်စည်းလို့ရမည်မဟုတ်ရသေးကြီးတော်တဲ့သွားတဲ့အခိုက်အတန့်ကိုစောင့်ဆိုင်ပြီးတော့နေခဲ့ရသေးကြီးကလည်းတော်တဲ့သွားကန်ဒီတာရဲ့လူလေဣတိသိင်္ဂလာကွက်မှားခဲ့မယ်နော်ဖားခင်မရှိတော့အစစအရာရာမင်းစောင့်ရှောက်ပါလို့ခါတိုင်းဖားခင်ပြန်လာလို့ရှိရင်အေးရနေရတွေခင်းလို့ခြေစေးရတဲလို့တောက်ရတဲလို့ထင်းနေဖြတ်ပြီးတော့မီးတွေမွှဲလို့ဖားခင်မောမောပမနဲ့ပြန်လာရင်စားရန်တောက်ရန်ပြည့်ရွက်သစ်သီးတွေပြုတ်လို့အဲ့ဒီအလုတ်ကိစ္စတွေကိုငါသားကြီးလုံနေကြမမေ့ပဲနဲ့ဖခင်ပြန်လာရင်အစင်းနဲ့ဖြစ်အောင်ပြုစုနေတော့နော်အဖေသွားမယ်သားရဲ့ချင်းတော်ကလေးနဲ့ဂျိတ်နဲ့သစ်သီးရှာထွက်သွားရသေးကြီးလည်းထွက်သွားရောသစ်ခက်တင်းနှမှထွက်လာ၍ဘရင်သမီးဖြစ်သောနိလိနိကာသည်သင်္ကန်းကျောင်းအပါဝင်ပြီပြုရိုးရိုးမဝင်ဘူးဂျင်ကလေးကျိုးကလေးနဲ့ပြစ်လိုက်ဂျင်ကလေးကလဲနေသူကကျိုးလေးလှမ်းပြစ်ရစ်ပြီးတော့ဆွဲလိုက်အမဂျင်ကလေးကသူ့ရှိပါလာလိုက်ဣတိသိင်္ဂရသေးလေးကသေချာကြည့်ဟာရသေးပြိုလေးပါလားမိမလည်းတခါမှမြင်ဘူးတော်ထဲမှာကိုရသေးကြီးနဲ့တမိန်မနဲ့ရတဲ့ဣတိသိင်္ဂကိုမိမဆိုသူတခါမှမတွေ့ဘူးရသေးလေးလို့ပဲသူ့စိတ်ထဲမှာထင်တယ်ဟာရသေးလေးပါလားအလုံးရသေးလေးကသူ့လက်ထဲပါလာတဲ့သစ်သီးလေးကလည်းသူ့နားကဘယ်မှမခွာဘူးပြန်ခေါ်လို့လာတာကိုဂျင်ကလေးကိုသစ်သီးလေးတဲ့ဂျင်ကလေးလှမ်းပြစ်လိုက်တော်ကြကျိုးလေးနဲ့ဆွဲယူလိုက်ပါလာလိုက်တဖြည်းဖြည်းတစနဲ့ကစားရင်သွားလိုက်တာသင်္ကန်းကြောင်းရောက်အိုးရသေးလေးသင်ပင်ကလာသလေမောသွားပါလားလာလေထိုင်မအောင်တော့လားနေရာတွေဘာတွေခင်းပေးလို့မောလှပြီးထင်းတဲ့ဟောဒီသစ်သီးကိုစားပါအောင်ဒီရေကိုတောက်ပါအောင်ဒီနေရာမှာထိုင်မအောင်တရစ်တမောအိပ်ပါအောင်လားနဲ့လောကပြူးငှစွာပြူးပြီးတော့နိလိနိကာဘရင်သမီးထိုင်လိုက်တဲ့အခိုက်အတန့်မှာမေးပြီတင့်ကြည့်ရတာတို့နဲ့မတူဘူးမျက်နှာကလည်းညှိုးငယ်တယ်တင့်ဘယ်မှနေတော့အိုးငါသင်္ကန်းကျောင်းမှာငါနေတာပေါ့ရသေးပြိုလေတင့်ကြည့်ရတာမျက်နှာမကောင်းဘူးနေကောင်းရဲ့လားငါသိနေမကောင်းဘူးသင်ဘာပြုလို့နေမကောင်းတာတော့အော်ငါနေမကောင်းဆိုတခြားဟုတ်ပါရောလားငါနေမကောင်းဆိုတခြားဟုတ်ပါရောလားနဲ့ပြောတော့မှနော်တာပတိပရိသတ်ကျုပ်နည်းနည်းတော့ပြောထားအောင်ဖယားဟောထားသလောက်ကျွတ်တူမဟောရတဲ့ဇတ်လန်းဒီထဲတချို့ကပြောတယ်ကြံဒီကံပေါက်ပေါက်ရှာရှာအိမ်တော်သားမှုအကြောင်းတွေဟောတာကြမ်းတယ်တာပတိကျုပ်ကိုကြမ်းတယ်ပြောပြီးကျွတ်တို့ကဖယားဟောထားသလောက်မဟောရဲဘူးမယုံရင်လေအဲ့ဒီနိလိနိကဇတ်ကိုကျွတ်တို့950တဲ့ရှာကြည့်ဖယားဘလောက်ထိဟောထားတယ်ဆိုတာတကယ်တော့ဟောထားပါတယ်ပြိဿသင်နေမကောင်းတာဘယ်နဲ့ကြောင့်တုံးလို့မေးလိုက်တဲ့အခါမှာနိလိနိကဘရင်သမီးကငါမှအနာတစ်ခုရှိတယ်မဟောရသည်နည်းနည်းလောက်ပေါ့ဗျာနော်ဒီတရားဟောရတာပလင်မော်ကဆင်းပြေးခြင်းစိတ်ပေါက်ပြီဟိုနည်းနည်းလောက်ပေါ့ဗျာငါမှအနာတစ်ခုရှိတယ်သင်အနာကဘယ်လိုအနာတုံးလို့မေးလိုက်တော့လမ်းမှာငါဝန်တကောင်တွေ့တယ်အဲ့ဒီဝန်ကိုငါကလည်းခင်းနဲ့ပေါက်လိုက်မိတယ်ခ
ခဲနဲ့ပေါက်တော်ဝန်းကငါကိုစိတ်ဆိုးပြီးတော့တအားပြေးလာလိုက်တာငါရင်ဘက်ကိုခေါင်းနဲ့တိုက်တော့ငါပက်လက်လန်လဲတယ်ငါပက်လက်လန်လဲအသွားသူ့ပါဇက်နဲ့ငါကိုကိုက်ပြီးတော့နည်းပေါ့ဗျာနော်ငါတော့လေအခုဝန်ကြိုက်တဲ့ဓာရနဲ့ဒုက္ခဖြစ်နေတယ်ဒါကြောင့်ဝန်ကြိုက်သွားတာနဲ့ငါနေမကောင်းလို့ဒီဓာရကြီးနဲ့စိတ်ပြေလက်ပြောက်ကစားရင်သင်ထံကိုရောက်လာတယ်ပျော်ရောပြုပျော်တော့ပျော်ရောပြုဆေးကုပေးပါတဲ့ကုတော့မယ်ပေါ့ဗျာငါနဲ့မတူဘူးတဲ့ဘာဖြစ်လို့ငါနဲ့မတူတာတော့ဆိုတော့သင်နဲ့တူအောင်ငါမှမရှိဘူးတဲ့ဘာဖြစ်လို့မရှိတာဒုံးလို့ဆိုတော့ဝန်ကကြိုက်ပြီးတော့ဖြတ်သွားလို့နည်းပေါ့ဗျာနော်ဒီတရားဟောတော့ခွာကြတယ်လို့ဆိုမှတကယ်အဟုတ်မှရှာမိမမမြင်ဘူးတဲ့ရသေးဆိုတော့တကယ်အဟုတ်မှရှာတကယ်အဟုတ်မှတော့ကဲဆေကုပါရောဗျာဟိုအဲ့ဒီဇာတ်ထုတ်ကိုလေကျွတ်တို့နောက်ကျမ်းဂန်စာအုပ်တွေရှာကြည့်ကြပါပြည့်ပြည့်စုံစုံသိခြင်းလေနော်ကျမ်းဂန်စာအုပ်သာရှာကြည့်တော့ဘုရားကိုယ်တော်မြတ်ရွှေအလုတ်ကထုတ်ပြီးဟောတော်မူရှာတယ်ပြိဿအဲ့ဒီလိုဟောတော်မူတော့ဘုရားဟောသလောက်ကျွတ်တို့မဟောရသဖြင့်ဇိုးစင်းမြနည်းနည်းလေးသဘောပေါက်ရုံမျှလောက်ဟောပြီးဆေးကုရောပြုဆေးလဲကုရောသီလလည်းပြည့်ရောမရှိဘူးတစ်စက်မှကိုမရှိတာကုံရောပြတ်ပြီသီလဒီသီလတွေလည်းပြတ်ပါလေရောနိလိနိကမင်းသမီးကအော်သူမတော်ငါအပေါ်တန်ရောစဉ်ကြည်သွားပြီရသေးလေတနာတော့တနာလိုက်ပါရဲ့ဒါပေမဲ့လို့သူ့အဖေရသေးကြီးပြန်လာအောင်ငါနေမယ်ဆိုရင်ဖြင့်ငါကိုဒီမိမဘက်နဲ့ကြောင့်ငါသားထံလာရဒါတုံးလို့ချင်းနှောင်းထမ်းတဲ့တဘိုးကြီးနဲ့ရိုက်တော်မယ်တစ်သီးချွေးတဲ့တဂျူကြီးနဲ့ရိုက်တော်မယ်မဖြစ်ဘူးသူ့ဖေပြန်မလာခင်ငါသွားမှာပါပဲလို့ရသေးလေးငါသွားတော့မယ်လေအိုးရသေးပြိုးလေးသင်သွားရင်ငါဘယ်သူနဲ့နေခရမှာတော့ဟိုသင်ဖေကြီးပြန်လာမှာပဲငါပြန်တော့မယ်နော်သင်ဘယ်မှာနေတော့သင်နေတဲ့နေရာငါပြောသွားပါဦးငါနေတဲ့နေရာကဟောဒီကမြောက်အရက်ကိုတဲ့တဲ့ကြည့်လိုက်ရင်အဲ့ဒီခေမာဆိုတဲ့မြစ်ကြီးရှိအဲ့ဒီမြစ်ကြီးရဲ့ကမ်းစာမှာအသီးအပွင့်စုံလင်းစွာနဲ့စားပွဲတောက်ရတွေပေါ်များတဲ့တော်ကြီးထဲမှာငါသင်္ကန်းကြောင်ရှိတယ်ငါသင်္ကန်းကြောင်ကိုလည်းသင်အဲ့ဒီကိုရောက်အောင်လာခဲ့နေပါဦးငါဘယ်သူမေးပြီးတော့ဘယ်လိုလာရမှာတော့ဒီမဲ့ပုံနာမျိုးမင်းမျိုးမှတချို့လူပြေလူရွာကိုမနေခြင်းမဲနဲ့ရသေးရဟန်းဝစ်ပြီးတော့ဟောဒီလိုတောကြီးထဲမှာနေတဲ့ရသေးရဟန်းတွေကိုသင်မေးလို့ရှိရင်ငါသင်္ကန်းကြောင်းကိုသိတယ်ငါပြန်တော့မယ်နော်ရသေးလေသင်ပြန်လို့ရှိရင်ငါဘယ်နဲ့လို့နေခရမှာတော့သင်သွားတော့မလားသွားတော့မယ်ငါလိုက်ပို့ရစေအောင်လို့လက်ကလေးကိုကိုင်းပြီးတော့နောက်ကလိုက်ပို့အဲ့ဒီနိလီနီကမင်းသမီးနဲ့အတူတကွပျော်မွေ့ပြီးတော့သူနေလိုက်ရတော့လေတရားနာပရိသတ်ကြီးသူ့စိတ်ထဲမှာမိမ့်မရဲ့လို့ခုတည်းထိမတတ်မှတ်သေးဘူးသိကိုမသိသေးဘူးဆိုပါစို့မမြင်ဘူးရင်ဒီတိုင်းပဲနော်ပရိသတ်ကြီးမမြင်ဘူးရင်သိရလားသိပါဘူးဗျာမသိဘူးတရားနာပရိသတ်လုံးဝမသိရှာဘူးဒါနဲ့လိုက်ပို့ပြီးတော့သင်္ကန်းကျောင်းရဲ့အပြင်ပဲနာရောက်ရမှနေ၍
ဟိုကလက်ကလေးပြမင်းတို့ခုခေတ်လို့ဆိုတတ်တာပေါ့ကွာမင်းတို့ပြတယ်လို့နေမှာပေါ့တယောက်နဲ့တယောက်လက်ကလေးတွေပြရသေးလေးပြန်တော့မယ်သွားတော့မယ်ရသေးလေးရသေးပြိုလေးနေမရှိတော့တော့ငါဘယ်လိုလုပ်ပြီးတော့နေခဲ့ရမှာတော့သွားတော့နဲ့လက်ကလေးကာပြပြီးသင်္ကန်းကြောင်ကိုပြန်ရောက်တာနဲ့တပြိုင်နဲ့ထင်းခွဲမဲ့ကိစ္စလည်းမခွဲတော့ခြေစည်းရတဲမဲ့ကိစ္စလည်းမတဲတော့မိမွှေးမဲ့ကိစ္စကိုလည်းမမွှေးတော့ဖခင်ရသေးကြီးပြန်လာတဲ့အချိန်ခါမှာစားဖို့တောက်ဖို့ရဖြစ်တဲ့သိရွက်တွေကိုလည်းမပြုတ်တော့အဲ့ဒီလိုဘာအလုံးမှမလုပ်တော့ဘဲနဲ့အိယာထဲမှာခွေပြီးတော့ရသေးလေတင်းမျက်နှာငါမျက်စိတွေကမထွက်ဘူးသင်နဲ့ငါဘယ်သောခါမှပြန်ပြီးတော့ကြုံရပါမတော့သင်ကိုပဲငါအောက်မေ့နေတယ်ငါစိတ်ထဲမှာသင်ကိုပဲတွေးတောကြံစီပြီးတော့နေတယ်ငါပဲလိုလုပ်ပြီးတော့သိထန်လာရပါမတော့ခမဲတော်ရသေးကြီးပြန်လာလို့ရှိရင်ဒီအကြောင်းတွေပြောပြီးတော့သင်ငန်းကြောင်းကိုငါလိုက်အပို့ခိုင်းမယ်ဒီနဲ့ငါလည်းမတွေ့လို့ရှိရင်ငါသိရတော့မှာပဲနဲ့အိယာရင်လဲပြီးတော့နေလိုက်တာတရားနာပိဋကဟောညနေချမ်းအခါကြတော့ပြန်လာပြီရသေးကြီးပြန်လာပြီတတိတော်လေးထမ်းလို့အဖေမတော်သားရဲ့တရိษံတွေကြားတွေကပြန်ပြီးတော့လာတာဘယ်အန္တရာယ်မှမတွေ့ခဲ့ပါဘူးဘယ်အန္တရာယ်မှမတွေ့ပေမဲ့လို့ငါသားစီအတွက်ဒီကနေ့ခလုတ်တိုက်တဲ့ကိစ္စနမိတ်များဖြစ်လေရောသလားဣတိသိန်းကသာကျိုးနေကြလေရကိုလည်းခမဲတော်လှမ်းကြည့်လို့မမြင်ပါလားသာရဲ့လူကလေးဣတိသိန်းကလို့ဘယ်လိုခေါ်ပေမဲ့လို့ကျိုးနေကြသစ်ပင်ကြီးအောက်ရောက်တော့လည်းမတွေ့ဩရေကန်နဲ့မြရေဆင်းချိုးနေလေသလားရေကန်လာသွားကြည့်တော့လည်းမတွေ့သင်္ကန်းကြောင်းလေးကိုလှည့်ပတ်ပြီးတော့ရှာတော့လည်းမတွေ့တော့သာဣတိသိန်းကလူကလေးနဲ့ကြောင်းသင်္ကန်းနဲ့လှမ်းကြည့်လိုက်တော့ခွေကလေးဟောနေမကောင်းဘူးထင်တယ်နေမကောင်းလို့အိတ်နေလေသလားဣတိသိန်းကသာလူကလေးမင်းဖိုးနေကြမီးလေးကိုလည်းမဖိုးပါလားခြေစည်းရည်လည်းမတည့်တောက်တော်ရည်လည်းမခတာရဲ့ဖခင်ပြန်လာရင်မောမောနဲ့စားဖို့သိရွယ်အနှုကလေးတွေကိုလည်းမင်းမပြုတ်ပါလားကွဲဣတိသိန်းကရဲ့ဟဲ့ပါအိုးမျက်လုံးကြီးဖွင့်လို့မင်းနေတယ်လေသားရဲ့ဖခင်မင်းနေတာတွေမင်းပြောပါအောင်တော့လားဖခင်ငါနေမကောင်းဘူးနေမကောင်းဘူးပြောရမှာညာခုနကပြောလိုက်ပြီးရောကွယ်ဖခင်ရဲ့ရင်နဲ့အပူမီးကြွအောင်မင်းဒီလိုလုပ်ရသလားငါနေမကောင်းတာလူနေမကောင်းတာပုတ်ဖူးဖခင်ရဲ့စိတ်နေမကောင်းတာမင်းဘယ်လိုစိတ်နေမကောင်းတာတော့ဖခင်မရှိတဲ့အခိုက်အတန့်လေးရသေးပြိုလေးတယောက်ရောက်လာတယ်ပြောစားရသေးပြိုလေးတယောက်ရောက်လာတယ်ဖခင်ရဲ့သူကောင်းကဆမ်းမင်းတွေကလည်းငါတို့ဆမ်းမင်းတွေလို့လိန်ကောက်ပြီးတော့မနေဘူးဖြန့်ချထားလိုက်တာလေတကောက်ကွေးအောက်ရောက်တယ်ပြီးတော့သူ့ဆမ်းမင်းလေးတွေကမှုေးသောအနံ့ရှိတယ်ပြီးတော့လေသူ့နားမှာတွဲလောင်းနဲ့အပေါက်ကလေးဖောက်ပြီးဆွဲထားတာလေးကလည်းနှစ်ဖက်သလုံးပါတယ်နှထောင်းမှလည်းသူမသိဘူးအဲ့ဒါလေးတွေလည်းပါတယ်လေဘင်းမှလည်းပဲလေစိတ်ပရိယဖြူလေးကနှကုံးသုံးကုံစွတ်ထားတယ်ပလဲကုံးလေးတွေဒါစိတ်ပရိအဖြူတဲ့ပြီးတော့လေသူကလည်းတို့လိုလျှော်တေသင်္ကန်းမဝေဖူးဖခင်ရဲ့ဆက်တာပြောငါမတွေ့တဲ့ခြင်းနဲ့ကိစ္စတွေတွေ့ကုန်ပြီနဲ့တူတယ်
ငါမဖြစ်တဲ့ခြင်းနဲ့ကိစ္စတွေငါမရှိတော့ဖြစ်ကုန်ပြီနဲ့တူရဲ့ကိုင်ပြောပါအောင်ပါရဲ့မင်းစစ်ဆုံးအောင်ပြောပါအောင်သူဝစ်ထားတဲ့အဝိအစားကလည်းငါတို့လိုလျော်တည်သင်္ကန်းမဟုတ်ဘူးဟောဒီလေလက်ကဝတ်ထီအောင်ဝတ်ထားတယ်လက်ကဝတ်မှလည်းလက်နဲ့အကွင်းလေးတွေပါတယ်လက်ကောက်ပြောတာလက်ကောက်မှလည်း तू မသိဘူးပြီးတော့လေခါပတ်ထားတဲ့ကဘာကလေးကလည်းအယောင်တလက်နဲ့လှတယ်သူဝစ်ထားတဲ့အောက်ကအဝိစားကလည်းဒုဝစ်တဲ့အဝိနဲ့မတူဘူးအကုန်လုံးထွားကြည့်လိုက်မယ်ဆိုရင်3000ခွာလောက်ရှိတယ်သိပြီရသေးကြီးကဟုတ်ပါပြီတော်ကြီးတဲ့နေတာငါသားလေးပြမဝိဟာရတရားနဲ့ဒီအကျင့်တရားတွေကိုကျင့်ပြီးငါနဲ့အတူဗြဟ္မပြည်လာပါစေတော့လို့ငွေပြီးတော့လာခဲ့မိမရောက်သွားပြီဒီလာတွေပြက်ပြီးတော်ကြီးတဲ့မို့ဘယ်ကမိမမှမတွေ့လောက်မလာလောက်မကြုံလောက်ဘူးလို့အောင်းမိတာဟုတ်ပါပြီငါသားဒီဒုက္ခဖြစ်ပြီးအကျင့်သီလတွေလည်းပြက်ကုန်ပြီထင်ရဲ့ကဲပြောပါအောင်သားရဲ့ဖခင်ပြီးတော့လေသူ့မျက်နှာလေးကလည်းရွှေဆင်းကဲ့သို့ဝါဝင်းပြီးတော့လှတယ်ပြီးတော့လေသူ့ရင်ပတ်မှာလေငါတို့နဲ့မတူဖခင်ရဲ့ဘယ်တူမလဲကွာနည်းပေါ့ဖခင်ပြီးတော့သူ့မှာလေမျက်နှာလေးညှိုးငယ်စွာနဲ့ခေါ်ဒီကြောင်းသင်္ကန်းအတွင်းကိုရောက်လာတော့သင်မျက်နှာမသာဘူးနေမကောင်းလို့လားလို့ငါလေးသူ့ကိုသနာလုံးလို့တစ်သီးလေးလည်းကျွေးတယ်ရေလည်းတိုက်တယ်နေရာလေးလည်းခင်းပေးတယ်ဖခင်ရဲ့အဲ့ဒီတော့သူကနေမကောင်းတဲ့အကြောင်းငါပြောပြရသေးပြလေတဲ့ငါမှအနာတစ်ခုရှိတယ်လို့ပြောတယ်ဖခင်ရဲ့နေပါဦးဘယ်လိုအနာတော့သူ့ကိုလေသူကဝန်တကောင်တွေ့လို့ခဲနဲ့ပြစ်လိုက်တော့ဝန်တကောင်ကရင်ပတ်ကိုပြေးတိုက်ပြီးကြိုက်ဆွဲသွားလို့ဝန်ခိုင်းနာတစ်ခုပါတဲ့တော်ချစ်သားလူမနေသလားအဲ့ဒါပရိယနဲ့နော်ဟိုကပရိယနဲ့နော်ဖခင်လူပဲဟုတ်မလဲရသေးပေါ့ရသေးတော့မင်းကအခုတည်းထိဒါကြောင့်ဖခင်ရသေးလေးပါပဲရသေးပြိုလေးပါပဲအဲ့ဒီရသေးပြိုလေးကသူ့ဝန်ငိုင်းကအကူခိုင်းလို့ငါဆေးကူလိုက်တယ်ဆေးကူပြီးတော့လေငါပြန်လို့မဆိုပြီးတော့သူပြန်သွားတာလိုက်အပို့ဟောရေကန်ကြီးအနောက်ဖက်ကြတော့လက်ကလေးဖြန့်ငါနဲ့ငါကိုပြပြီးတော့နှုတ်ဆက်သွားတယ်ခေမာဆိုတဲ့မြေကြီးရဲ့ကန်းစားမှာသူ့ရဲ့သင်္ကန်းကြောင်းရှိကြတဲ့ခမဲတော်ငါ့ကိုလိုက်ပို့ပါလားချစ်တာတရိထားလို့မင်းတွေ့လိုက်တာလေလူလည်းမဟုတ်ဘူးပြီးတော့ရသိလည်းမဟုတ်ဘူးခမဲတော့ရသိမဟုတ်လူမဟုတ်ရင်ဘာတော့ငါသူ့ကြည့်ရတာတော့လူတန်တန်ပါပဲဒါပေမဲ့လို့တို့နဲ့မတူဘူးသူခန္ဓာကိုယ်ကြည့်လိုက်တော့ခမဲတော်တို့နဲ့ဘာမှမတူဘူးဘယ်တူမလဲဟာမိမနဲ့တွေ့ပါပြီသီလရီပြက်ပါငါသားကြီးဇံအပင်ကြီးနေမရှိတော့ဘူးထင်ရဲ့တာလာစမ်းဒီကိုခမဲတော်ကြည့်နော်မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့အရင်ကပွားများတဲ့ဇံတရားတွေနဲ့ခမဲတော်ပြန်မယ်နော်ဟေးဒီမှာကြည့်ကောင်းငင်ပြန်ပြလိုက်တာလာလေလူလေးအရင်တော့ခမဲတော်နဲ့ကောင်းငင်ပြန်နေကြခမဲတော်ပြန်တက်လို့ရှိရင်မင်းလည်းပြန်တက်တယ်လာလေ
ကောင်းကင်မှာဇန်နဲ့မြူးရအောင်ကစားရအောင်ပျော်ရအောင်ခမဲတော်ငါလာမယ်ဆိုပြီးတော့ခုန်လိုက်တောင်းမမြင်ဘူးရဘူးဟောခမဲတော်ငါဇန်နေမရှိတော့ဘူးငါဇန်နေပြက်ပြီခမဲတော်ရဲ့ငါကောင်းရင်ကိုမတက်နိုင်တော့ဘူးဘယ်တက်နိုင်မလို့အဲ့ဒီဇန်နေကိုပြက်အောင်လေမင်းထံရောက်လာတဲ့ရသေးပြူဆိုတာရသေးမဟုတ်ဘူးရသေးမဟုတ်ဘူးလူသားကိုလေဒီလိုဇံပြက်အောင်လုပ်ဖို့တယ်မကသင်ကိုစားနိုင်တဲ့ဘလုံးမဒီဘလုံးမကြီးကိုသင်ဆွဲလန်းပြီးတော့တန်ရောစဉ်ဖြစ်နေတဲ့ခြေသားတနေ့ငါမရှိတော့သင်ကိုလာပြီးတော့စားလိုက်မယ်ခြေသားအဲ့ဒါလူမဟုတ်ဘူးဘလူခြေသားရဲ့လို့ပြောလိုက်တော့လန့်သွားတယ်ငါဆံဘာလို့ရှောတာတော့ရှောမှာပေါ့ငါမရှိတော့မထိတဲ့နာထိမတွေ့တဲ့နာတွေ့မပြောတဲ့နာပြောမရင်ပါတဲ့နာရင်ပါချစ်သားတရိထားလို့အဲ့ဒီဘလူးမာကိုမင်းနောက်ထပ်ဒီလိုမထိခြင်းနဲ့မကုစားခြင်းနဲ့ဒီဘလူးမာကိုနောက်တစ်ခါဒီလိုထိရင်တော့နောက်တစ်ခါဒီလိုထိရင်တော့နောက်ကစကားလေးပြောစမ်းပါဘာပွင့်မှာအေးမထိနဲ့ထိရင်မီးပွင့်မယ်ချစ်သားဒီဘလူးမကြီးကိုမင်းနောက်ထပ်မထိခြင်းနဲ့ဒီလိုဇန်နေရှောရုံနဲ့မကမင်းမထောထိမထိနဲ့တော့ထိဘာမီးတော့ဟဲ့ကံပြေးတာကြီးတဲ့ဖြေစမ်းဘာမီးတော့ဒုဘာမီးတော့ဒုက္ခမီးတွေထပ်ပြီးတော့ခမည်းတော်ပွင့်ကျင်သလားမပွင့်ကျင်ဘူးလားမပွင့်ကျင်ပါဘူးဗျာမပွင့်ကျင်ရင်မထိနဲ့လို့ထိရင်မီးပွင့်သွားလိမ့်မယ်ပြိဿအခုရသေးလဲမီးပွင့်မနေဘူးလားပြိဿပွင့်နေပါဗျာဘာမီးတွေတုံးပြိဿဒုက္ခမီးပါဗျာဒါကြောင့်ချစ်သားမင်းအဲ့ဒါဘလူးမာကြီးချစ်သားရဲ့ရသေးမဟုတ်ဘူးသူ့ကိုနောက်ထပ်မတွေ့ခြင်းနဲ့တွေ့ခြင်းရင်မင်းထိခြင်းလိမ့်မယ်မထိခြင်းနဲ့ချစ်သားရဲ့မထိနဲ့ထိရင်မင်းမီးပွင့်အောင်မှာပဲဘလူးမာကြီးတနေ့ကြတော့မင်းအသက်ကိုပါစားလိမ့်မကွယ်လို့လှဲ့ပြားပြီးတော့ပြောလိုက်တာဟောမေတ္တာကရုဏာမုရိဒဥပေက္ခဆိုတဲ့ဒီပြမစုတရား၄ပါးနဲ့ပြန်ပြီးကြင့်ကြံကြိုးကိုအားထုတ်လိုက်တာရသေးလေဇန်လေးပြန်ရပါတယ်ဗျာမရဘူးလားပြိဿကြီးရပါတယ်ဗျာတော့ပေးထားတဲ့နာမည်နဲ့တော့ကြိုက်သွားပါလားကြိုက်သွားပါဗျာနော်ဒါကြောင့်ခမည်းတော်တွေပြီးဒီကနေ့နာကြားရတဲ့တရားသည်အမတန်ကြမ်းတမ်းတာတွေတဲ့ကြီးပြောရမှာဒီပါတော်လဲသွယ်ဝိုက်တဲ့နီးအဖြစ်ဒီလောက်အတန်ကြမ်းတမ်းတာတွေတဲ့ကြီးပြောရမှာဒီပါတော်လဲသွယ်ဝိုက်တဲ့နီးအဖြစ်ဒီလောက်ပြောရင်လည်းပဲကျုပ်အဖို့ကာမဒေါသသင့်တယ်လို့မအောင်မေ့ကြပါနဲ့တော့အရင်ကျေးဆုံးကျုပ်အများကြီးသုံးပြီးတော့တွေးလုံးလေးလောက်နဲ့ဟောခဲ့ကြပါတယ်ဘုရားကိုယ်တော်မြတ်ကြီးဟောသလောက်မဟောရဲပါဘူးတိတိကျကျများသိကျင်ရင်တော့ဖြင့်နိလိနိကဇတ်ကိုရှာပြီးကြည့်ကြပါအဲ့ဒီကဲတော့ဘုရားကိုယ်တော်မြတ်ကြီးကချစ်သားသင်ကိုဒီဘဝမှာဒုက္ခပေးခဲ့သည်မဟုတ်ဟောနောက်ဘဝတုန်းကလည်းဒီမယားဟောင်းသည်သင်ကိုဒီလိုဒုက္ခဖြစ်အောင်လုပ်ခဲ့ဘူးတဲ့จิตသားဟောနောက်ဘဝတုန်းကနိလိနိကသည်အခုသင်အားဖြားရောက်နေတဲ့မယားဟောင်းဖြစ်လာတယ်ဒီကနိလိနိကကဒီကျွတ်တို့ဘုရားလက်ထက်ဘာလာဖြစ်တုံးမျိုးမယားဟောင်းဘာလာဖြစ်တုံးမျိုးအိမ်ကြဒီနာမည်တွေမေးလိုက်ရအောင်မယ်ပြိဿကြီးရသေးလေးဖျားရောက်တာဘယ်သူတို့နိလိနိကာဗါတဲ့ပြိဿနိလိနိကာပါဗျာအိမ်ကြလွဲမယ်ဒီနာမည်နိလိနိကာရသေးလေးကဘယ်သူတဲ့တို့ဣတိသိင်္ဂရသေးလေးကဘယ်သူတဲ့တို့ဣတိသိင်္ဂပါဗျာ
ဟိုကလေးမလေးကဘယ်သူလဲတော့နိလိနိကာဒီကျွတ်တို့ဖရာလက်ထက်မှာမယားဟောင်ဖြစ်လာသည်ဤတိသိင်္ဂရသေးလေးသည်ကျွတ်တို့ဖရာလက်ထက်မှာအခုလူထွက်ခြင်းနဲ့ယဟန်ဖြစ်လာသည်ဤတိသိင်္ဂရဲ့အဖေရသေးကြီးသည်ကျွတ်တို့မြတ်စွာဘုရားဖြစ်တော်မူလာသည်ပေါင်းမိဗလားပြိဿဇတ်တော်အဲ့ဒါလို့ဇတ်တော်လည်းပေါင်းပါလေရောဒေသနာဝဇာနိသောတာပတ္တိဖလေပဋိဋ္ဌာဟိခုနကမယားဟောင်းဖျားယောင်းလို့လူထွက်ခြင်းနဲ့ယဟန်သည်လူမစခန်းသို့ဆိုင်မြန်းရရှာလေတော့သည်ဒါကြောင့်တရားနာပိဋကမထိနဲ့ထိရင်မီးပွင့်သွားမယ်ဆိုတဲ့စကားသည်နာမည်ပေးဆန်းတော်လဲပိဋကကြီးအတွက်သင်္ကန်းစာအပြည့်အဝရပါသဖြင့်ဩတို့လူပြည့်ကြီးရောက်လာနိဗ္ဗာန်ရောက်ကြောင်းတရားတွေအာထုတ်တယ်တို့မရဘူးဘယ်ရမလဲတို့ကထိကြတာကိုထိလို့တို့မီးတွေပွင့်နေတာကိုလို့တဲ့တဲ့ကြီးမြင်စေချင်တာဗျာဒီကနေ့မြင်ကောမြင်ရလားပြိဿမြင်ပါရဲ့ဗျာအဲ့ဒီဒုက္ခမီးတွေပွင့်နေတာဘာဖြစ်လို့လဲဆိုရင်ထိလို့မထိရင်ဒီဒုက္ခမီးတွေပွင့်မှာမလားပြိဿပွင့်ပါဗျာကဲတဲ့တဲ့ကြီးထမေးလိုက်ရအောင်ပြိဿကြီးဒီမီးတွေကိုခမည်းတော်ဒုက္ခမီးတွေကလွတ်ချင်သလားပွင့်ကျင်သလားလွတ်ချင်ရင်ထိနေရမှာလားမထိအောင်ရှောင်ပြေးရမှာလားမထိအောင်ရှောင်ပြေးရပါဗျာဒါဖြင့်ဒုက္ခလွတ်ချင်တဲ့လူတွေဆိုတော့ရှောင်ပြေးခြင်းစိတ်လေးများဒီတရားနာရတော့ပေါက်ပလားပြိဿဟုတ်ပါဗျာပြီးတယ်ငါသိပြီတာနော်ပြေးရမှာအလွန်ကြောက်နေတယ်ရှောင်ရမှာကိုသောသောတုန်းကဖြေးလာလိုက်တာအတက်ဒါကြတော့မှအပန်လျှောကြသွားပိဋကကြီးရှောင်ပြေးခြင်းစိတ်လေးမြန်ပေါက်ပလားပေါက်ပါရဲ့ဗျာဘယ်နည်းလောက်ကစပြေးမဟုတ်ဘူးလေတာလူလေးပါလေးတခုံးတော့ခေါ်ထားရအောင်ဒါကြောင့်ရှောင်ကြပါရှောင်စေခြင်းလုံးလို့မထိနဲ့ထိရင်မီးပွင့်သွားမယ်ဆိုတဲ့စကားဆန်းနဲ့ဟောတော်လဲခမည်းတော်အတွက်တကယ်သင်္ကန်းစာယူနိုင်တဲ့ဇတ်တော်ကြီးသည်ဒီကနေ့နှိဋ္ဌိတန်းသွားပါတယ်ဗျာပြန်ပါလေတော့ပြန်ကြစေကုန်သတည်း